တနင်္လာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှုကျင်းပတဲ့2026ခုနှစ်ဝါဆိုသင်္ကန်းစက္ကန့်လှူဒန်းပွဲအခမ်းအနားကိုဇူလိုင်28ရက်မနေ့ပိုင်းကတဝဲမြို့သာသနာ့ပင်မယ်တော်ကြီးမှာကျင်းပခဲ့ပါတယ်။အခမ်းအနားကိုတနင်္လာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစောနိုင်ဦးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေလွှတ်တော်ဒုတိယဥက္ကဋ္ဌနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ရှေးဦးတော်ဝန်ကြီးချုပ်ကသာသနာ့ပင်မယ်တော်ကြီးရှိဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအားရွှေချာသင်္ကန်းပန်းရေချမ်းနဲ့စီမီတွေစက်ကပ်လှူဒန်းပူဇော်ခဲ့ပြီးတက်ရောက်လာသူတွေကဆရာတော်တန်ကတော့အရှင်သူမြတ်တွေစီကငါးပါးသီလခံယူစောက်တွေကပရိတ်တရားတော်တွေကိုနာယူခဲ့ကြပါတယ်။အဲဒီနောက်ဝန်ကြီးချုပ်ကသာသနာရေးဆိုင်ရာတွေကိုရှောက်ထားခဲ့ပြီးတော့တိုင်းဒေသကြီးဆိုရဖွဲ့ဝင်တွေကဝါစုသင်္ကန်းနဲ့လှူဝဲဝတ္ထုပစ္စည်းတွေကိုဆရာတော်တန်ကတော့အရှင်သူမြတ်တွေထံစက်ကပ်လှူဒန်းခဲ့ကြပါတယ်။ဆက်လက်ပြီးဆရာတော်ထံမှအနှုမောဒနာတရားနာယူကရေသက်သွန်လောင်းအမြပေးဝေခဲ့ကြပြီးဗုဒ္ဓသာသနာစီရန်တေတု3ချိန်ရွတ်ဆိုစုတောင်းကဝါစုသင်္ကန်းစက္ကန့်လူတန်းပွဲခမ်းနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့တယ်လို့သတင်းရရှိပါရခင်ဗျာ။